အေးအခက်ခဲဆိုတာကအလုံးလုံးတဲ့ဒီတိုင်းမှာရှိတာပဲဒီတော့ဗျာပြည့်ပဲလို့ပြီးကျွန်တော်လုံးလိုက်တာကျွန်တော်လူတွေပြီးကျွန်တော်ဒီလူတွေကျွန်တော်ရုံးဗျာကျွန်တော်တို့တော့ဒရာမာခင်းပြန်နေလို့မရဘူးအခက်ခဲမရှိဘူးဆိုတဲ့သူကအလုံးမလုံးလို့ပြီးတော့ကွာအတိုက်ခိုက်ဆိုတာလမ်းသစ်ဖောက်တဲ့သူတိုင်းမှာကြုံနေရမှာအလုတ်ကိုလမ်းသစ်ဖောက်တဲ့သူများနဲ့မတူအောင်လှုပ်တဲ့လူတိုင်းမှာအတိုက်ခံဆိုတာရှိမှာဝေဖန်ခံနေရမှာအခက်ခဲလည်းမရှိဘူးအတိုက်ခံလည်းမခံရဘူးဆိုဒီမှာရသိကြတယ်အဲ့ဒီကောင်ကဘာကောင်းမှမဟုတ်သေးလို့မင်းရှင်းအဲ့တော့မင်းကိုမင်းလည်းစဉ်းစားငါအတိုက်ခံရပြီလားမခံရသေးဘူးလားဆို